Microsoft Word မှာရိုက်ထားတဲ့စာတွေကို Excel အဖြစ်ပြန်ပြောင်းချင်ပါသလားအားလုံးပဲမင်္ဂလာပါ AD ကွန်ပျူတာသင်တန်းမှာကြိုဆိုပါရစေဒီနေ့မှာတော့ဒီက Microsoft Word မှာရိုက်ထားတဲ့စာသားတွေကို Excel အနေနဲ့ဒီတို့ကလိုချင်တယ်ဆိုလို့ရှိရင်အလွယ်ကူဆုံးနည်းလမ်းလေးဘယ်လိုလုပ်ရမလဲဆိုတဲ့သင်ခန်းစာလေးကို channel လေးလုပ်ပေးမှာပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့နဲ့တူတူလိုက်ပြီးတော့မှလေ့လာကြည့်ကြရအောင်အဲ့တော့အရင်ဆုံးအနေနဲ့ဒီလိုက Microsoft Word လေးတွေကိုဝင်လိုက်ပါမယ်အဲ့တော့ဒီလိုမျိုးလေးပေါ့နော်ဒီရိုက်ထားသလိုဒီလိုစာလေးရိုက်ထားတာကိုဒီလိုဇာတ်နဲ့လုပ်ရှင်နေဆိုလို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုတာလေးကိုရှင်းလေးလုပ်ပေးပါမယ်အဲ့တော့ဒီကဒီဥစ္စာကိုမလုပ်ခင်မှာရှေ့မှာဆိုလို့ရှိရင်နံပါတ်တွေ1တွေ2တွေ3တွေတက်ထားမယ်ဆိုလို့ရှိရင်ပြန်ပြီးတော့မှ copy paste ရတဲ့အခါမှာဆိုလို့ရှိရင်အခက်အခဲတွေရှိမယ်ဒီလိုမျိုးရှိခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒီမှာဒီနံပါတ်စဉ်တက်ရတာကပေါ့နော်လွယ်ကူတာဖြစ်တဲ့အတွက်ကြောင့်ဒီနံပါတ်စဉ်တွေပါနံပါတ်1 2 3 4တွေပါခဲ့တယ်ဆိုလို့ရှိရင်တော့ပြန်ပြီးတော့မှ delete လေးလုပ်ပြီးမှ copy ကူးပါလို့တိုက်တွန်းလိုက်ပါတယ်အဲ့တော့အရင်ဆုံးအနေနဲ့ဒီလိုကဒီမှာဘယ်ကိုသွားမလဲဆိုလို့ရှိရင်ဒီအောက်မှာ enter လေးတစ်ချက်ခောက်ထားပြီးတော့မှဒီ insert ထဲမှာရှိတဲ့ပေါ့နော်ဒီ table တွေကနေပြီးတော့မှ Excel worksheet လေးတစ်ခုကိုယူလိုက်ပါမယ်အဲ့တော့ Excel worksheet တွေဒီလိုကြာလာပြီဆိုလို့ရှိရင်ခုနကအပေါ်ကဥစ္စာလေးပေါ့နော်ဒီမှာအပေါ်ကဥစ္စာလေးကိုဒီလိုက copy ကူးပါမယ်အဲ့တော့ပေါ်ကဥစ္စာလေးတွေကိုဒီမှာ copy ကူးပြီးသွားပြီဆိုလို့ရှိရင်ခုန Excel worksheet ထဲမှာသွားပြီးတော့မှဒီ Excel worksheet ဒီအပေါ်မှာပေါ့နော်တပည့်ကလေးလေးနှိပ်လိုက်မယ်နှိပ်လိုက်မှဒါလည်းသူကဒီလိုပေါ်မှာဒီနဘေးမှာနှိပ်မယ်ဆိုရင်ဒီတိုင်းလေးပဲပေါ်မယ်အဲ့တော့ဒီထဲမှာကလေးလေးနှစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင် right click လေးကိုနှိပ်မယ်ပြီးရင် paste ဆိုတာလေးကိုရှာလိုက်မယ်ဒါဆိုရင်ဒီလိုမျိုးလေးဖြစ်သွားပြီအဲ့တော့ဒီလိုမျိုးလေးလုပ်တဲ့အခါမှာဒီလိုကဘာတွေလိုအပ်အောင်မလဲဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီ3ခုကနောက်ရောက်နေတယ်ဒီအလဲကိုပို့မယ်ဆိုလို့ရှိရင်ဒီလိုဒီမှာ copy paste ပေါ့နော်ပြန်ပြီးတော့မှလုပ်ပေးရမယ်အဲ့တော့ဒီထဲမှာပေါ့နော် copy paste ပြန်ပြီးတော့မှလုပ်ပေးလိုက်ပြီးတော့လို့ရှိရင်ဒီဥစ္စာလေးကို escape လေးနှိပ်မယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင် delete လေးလုပ်လိုက်ပါဒါဆိုလို့ရှိရင်ဒီမှာလည်းရသွားပြီပေါ့နော်အဲ့တော့ဒီလိုရသွားပြီဆိုလို့ရှိရင်ဒီလိုနောက်ထပ်ရှေ့မှာနံပါတ်စဉ်တက်မယ်အိတ်ထဲမှာနံပါတ်စဉ်တက်မယ်ဆိုလို့ရှိရင်ဒီဟာလေးပေါ်မှာဒီလိုမျိုးလေးထောက်ပါဒီမြအမဲလေးပေါ်အောင်ထောက်ပါထောက်ပြီးသွားပြီဆိုလို့ရှိရင် right click လေးနှိပ်မယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီ insert ကိုနှိပ်လိုက်လို့ရှိရင်ဒီလိုဒီမှာရှေ့မှာဆိုလို့ရှိရင်1 2 3ထည့်ဖို့ပေါ့နော်အခုဒီမှာ1 2 3ထည့်လိုက်ပါမယ်အဲ့တော့ဒီမှာ1ဒီမှာ2ပေါ့နော်ပြီးရင်ဒီမှာ3ဆိုပြီးတော့မှထည့်လိုက်မယ်ဒီလိုမျိုးထည့်ပြီးသွားပြီဆိုလို့ရှိရင်ဒီဥစ္စာလေးကိုဒီလိုဆက်လက်ပေးပြီးတော့မှအောက်ကိုဆွဲရှားလိုက်တာနဲ့သူကနဲ့သူ1 2 3 4 5ကဒီအစင်လိုက်လေးဖြစ်သွားလိမ့်မယ်ပြီးသွားလို့ရှိရင်ဒီမှာဆိုလို့ရှိရင်အလဲလေးထားမယ်ပေါ့နော်စင်တာအလဲလေးကိုထားပြီးလိုက်မယ်အဲ့တော့ဒီလိုဘိုရာခတ်တော့မယ်ဘိုရာခတ်တော့မယ်ဆိုလို့ရှိရင်ဒီဥစ္စာလေးကိုဆက်လက်ပေးပြီးသွားပြီဆိုလို့ရှိရင်ဒီ font group အောက်မှာရှိတဲ့ပေါ့နော်ဒီဘိုရာလေးကိုနှိပ်မယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီ all folder ဆိုတာဟာလေးကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်ဘိုရာခတ်ပြီးသွားပြီအဲ့တော့ဘိုရာခတ်ပြီးသွားပြီဆိုတော့ဒီလိုနောက်တစ်ခုကဒီမှာmartian center ထားမယ်အဲ့တော့လူဦးရေစရင်ဆိုတဲ့ဟာလေးကိုဒီလိုကဒီမှာcolumn စာတိုင်း3ခုရှိတာဖြစ်တဲ့အတွက်ကြောင့်ဒီ3ခုကိုဆက်လက်ပေးမယ်ဆက်လက်ပေးပြီးသွားပြီဆိုလို့ရှိရင်ဒီအပေါ်လေးပေါ့နော်ဒီဟာလေးကိုပဲဆက်လက်ပေးမယ်မျိုးဆက်လက်ပေးပြီးသွားပြီဆိုလို့ရှိရင်ဒီအပေါ်မှာရှိတဲ့ alignment group တွေကနေပြီးတော့မှ martian center လေးကိုဒီလိုနှိပ်ပေးလိုက်မယ်ဒါဆိုလို့ရှိရင် martian center ဖြစ်သွားပြီအဲ့ဒါမဒီတို့ကဒီဘေးဘက်လေးတွေမှာပေါ့နော်ဒီဘေးဘက်လေးတွေမှာဒီတို့က double click နှစ်ချက်နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်သူ့ရဲ့ view ကိုကြည့်လို့ရသွားပြီအဲ့တော့ဒီမှာဆိုလို့ရှိရင်လူဦးရေစင်းမှာသူ့ကိုထပ်ပြီးတော့မှ share ပေးဖို့လိုသေးတာဖြစ်တဲ့အတွက်ကြောင့်ဒီမှာဆိုလို့ရှိရင်ဒီလိုမျိုးလေး share ပေးလိုက်မယ်ပြီးရင်ဘေးဘက်မှာ double click လေးနှစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်ဒီလိုမျိုးလေးမြင်ရပြီမြင်ရတဲ့အခါမှာဒီမှာလို့ရှိရင်သူကအကြောင်းတွေပါနေသေးတယ်ဒီအကြောင်းတွေပါနေသေးတယ်ကိုဖျောက်ရှင်နေဆိုလို့ရှိရင်เนาะဒီလိုဒီထဲမှာပဲတပည့်ကလေးနှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာရှိတဲ့ပေါ့เนาะအခုဒီလိုဒီမှာရှိတဲ့ဒီအောက်လေးတောင်လေးကနေပြီးတော့မှဒီအပေါ်ကိုဒီလို white တက်ပေးရမယ်အဲ့တော့အပေါ်ဝိုက်တက်တဲ့အခါမှာဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ဥစ္စာလေးစရင်လေးပါသွားရဆိုလို့ရှိရင်ထပ်ပြီးတော့ပြန်ပြီးတော့မှဒီလိုနဘေးလေးကိုသူကနံပါတ်5ထိရှိရဆိုနံပါတ်5ထိပြန်ပြီးတော့မှပေါ့နော် share ပေးရမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်သူ့ကိုနံပါတ်5ထိ share ပေးရမယ်အဲ့တော့ဒီနောက်မှာဆိုလို့ရှိရင်နည်းနည်းလေး share ပေးလိုက်မယ်ပေါ့နော်ဒီဟာလေးကတော့ပေါ့နော်စိတ်ချရအောင်လုပ်ပေးရမယ်ဒီအခုဆိုလို့ရှိရင်ဒီမှာဆိုမပေါ်တော့ဘူးပေါ့နော်အဲ့တော့ဒီလို view ပေါ့နော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း file လေးကနေပြီးတော့မှ print ကိုနှိပ်မယ်
ဖန်နီကနေ print ကိုနှုတ်ပြီးမှ view ကြည့်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးလေးတေးသေးလေးပေါ်နေစေဆိုလို့ရှိရင်စိတ်ပူစရာမလိုဘူးဘာလို့လဲဆိုဒီနောက်မှာစာကြောင်းတွေကပေါ့နော်ပြန်ပြီးတော့မှပေါ်ပါတယ်အခုဒီတို့ဒီမဲ့ share လိုက်လို့ရှိရင်ဒီစာကြောင်းလေးတွေကပေါ်ပါတယ်ဒီအပေါ်ကပေါ့နော်ဒီမဲ့ align တွေလည်းမရှိတော့ဘူးဒီလိုမျိုးလေးလှလှပပလေးဖြစ်သွားမယ်ဒါကကြတော့တီတီကဒီခုနကဒီအပေါ်ကဟာကိုကုထဖြစ်တဲ့ကြောင့်ဒီပေါ်ဟာလေးကိုတီတီက delete လုပ်လိုက်မယ်လုပ်လိုက်ပြီးတော့ခုနဟာလေးကိုပဲ preview ပြန်ကြည့်မယ်ဆိုလို့ရှိရင် file လေးကနေပြီးတော့မှ print ဆိုတာလေးကိုနှိပ်မယ်နှိပ်ပြီးသွားမယ်ဆိုလို့ရှိရင်ဒီလိုမျိုးကြည့်လိုက်မယ်အဲ့တော့ဒီလို share ကြည့်လိုက်မယ်ဒါဆိုဒီလိုမျိုးလေးလှလှပပလေးဖြစ်သွားမှာပဲဖြစ်ပါတယ်ဒီခုနကပြောခဲ့သလိုပဲပေါ့နော်နံပါတ်စင်တွေ1 2 3 4ပါတယ်ဆိုလို့ရှိရင်ဖြုတ်ခဲ့ပြီးပါအဲ့ဒါပြီးမှအိတ်ထဲမှာဆိုလို့ရှိရင်နံပါတ်စင်တက်ရတာ auto fill ဆွဲပြီးမှလုပ်လို့ရတာဖြစ်တဲ့အတွက်ကြောင့်အဆင်ပြေမှာပဲဖြစ်ပါတယ်တော့ဒီဘောနော် Microsoft Word သင်ခန်းစာလေးကိုဘောနော်နားလည်မယ်လို့မျှော်လင့်ပါတယ်ရှင်ဒီသင်ခန်းစာဆိုလို့ရှိရင်တကယ်ကိုအရေးကြီးတဲ့အခါမှာအရေးကြုံလာတဲ့အခါမှာဒီနီလန်းလေးနဲ့ပုံမောအသုံးပြုလို့ရတယ်ပြီးရင်လင်းလင်းမြမြနဲ့လွယ်လွယ်ကူကူနဲ့လှုပ်ဆောင်လို့ရတာဖြစ်တဲ့အတွက်ကြောင့်ဒီရရှင်းလေးလုပ်ပေးလိုက်တာပါရှင်အဲ့တော့ဒီသင်ခန်းစာလေးကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အကျိုးရှိတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုကို like and share လေးလုပ်ပေးဖို့မမေ့ပါနဲ့ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်